What's up ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်ညီကိုတို့တခါတလေចောင်းသွားကန်နေဖြစ်ဖြစ်အပြင်သွားကန်နေဖြစ်ဖြစ်အဝတ်စားတွေကအဆင်ပြေနေတယ်ဒါပေမဲ့စပင်ကပုတ်တိုက်ကြီးနဲ့ဟိုမရောက်ဒီမရောက်ဖြစ်နေလို့ရုပ်ဆိုးသလိုခံစားရပြီးတော့ယုံကြည်မှုပြည့်ရတဲ့ရက်တွေရှိဘူးလားဒါမှမဟုတ်အဝတ်စားကယူရှင်းရှင်း white t-shirt ရဲ့ဂျင်းမောက်မီရဲ့ပဲဝတ်ထားတယ်ဒါကိုသူများတဲ့ပို့ပြီးတော့ထူးခြားတဲ့ aesthetic aura မျိုးရချင်တာမျိုးပေါ့ဖြစ်ဘူးလားအဖြေကယူယူလေးပါပဲညီကိုတို့မှာမှန်ကန်တဲ့အုတ်ထုတ်မရှိသေးလို့ပဲဖြစ်ပါတယ်အုတ်ထုတ်ဆိုတာကနေပူလို့စောင်းတဲ့အရာတွေမဟုတ်တော့ဘဲနဲ့အခုခေတ်မှာမရှိမဖြစ်လိုအပ်တဲ့ essential accessories တခုဖြစ်လာပါပြီဒါပေမဲ့အုတ်ထုတ်ဆိုတိုင်းလည်းတွေ့ကြရကောက်ဆောင်ရင်တော့လူက fashionable မဖြစ်ဘဲနဲ့လွဲချော်မှုလေးတွေဖြစ်နိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့2026ရဲ့ man aesthetic style နဲ့ကိုက်ညီမဲ့ယောက်ျားလေးတိုင်းမှာမရှိမဖြစ်ရှိထားတဲ့အုတ်ထုတ်၅မျိုးအကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1ကတော့ယောက်ျားလေးတိုင်းဗီဒီယိုထဲမှာအနည်းဆုံးတစ်လုံးတော့ရှိထားရမယ် the vintage duck cap ပဲဖြစ်ပါတယ်ဒီအုတ်ထုတ်ရဲ့ပုံစံကရှေ့က brim ကတဘာဝတိုင်းခုံခုံလေးဖြစ်နေပြီးတော့အုတ်ထုတ်ရဲ့အသားကတောင့်တောင့်ကြီးမဟုတ်ဘဲနဲ့နူးညံ့ပြီးတော့ခန္ဓာကိုယ်နဲ့ခေါင်းပုံစံအတိုင်းကွက်တိပုံစံကျသွားတဲ့အသားမျိုးဖြစ်ပါတယ်။ဘာလို့လိုအပ်တာလဲဆိုရင်တော့အကြောင်းသွားတင်းနှန်းသွားတဲ့အခါစပင်မပြေခြင်းတဲ့နေတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။ဆောင်းလိုက်တာနဲ့ပေါ့ပေါ့ပါပါ caution and afflex spike ကိုရစေပါတယ်။ဘယ်လိုသွက်ပတ်ဝတ်ဆင်ရမလဲဆိုရင်ဒါက versatile အဖြစ်ဆုံးမလို့ boxy white tee ရဲ့ straight black tee နဲ့မြင်တဲ့သွေးဝေတာကလုံးဝအမှားရမရှိတဲ့နေ့စဉ်ဝတ် signature အထားပါပဲ။အထူးသဖြင့် coffee ဆိုင်သွားတာတင်းနှန်းသွားတာမျိုးအတွက်လုံးဝအကောင်းဆုံးပါပဲဒုတိယနံပါတ်2ကတော့ street wear သမားတွေတည်ဆွဲဖြစ်တဲ့ the stretcher track cap ပဲဖြစ်ပါတယ်ဒီဥထုတ်ကအရှိပိုင်းက foam နဲ့တောင့်တောင့်ကြီးပုံသွင်းထားပြီးတော့နောက်ကလေဝင်လေထွက်ကောင်းတဲ့ bike ကွန်သားနဲ့လုပ်ထားတာပဲဖြစ်ပါတယ်ဒါကခေါင်းပေါ်မှာသူ့တဲ့ volume ရှိရှိနဲ့ပုံကျနေတပါတယ်ဘာလို့လိုအပ်တာလဲဆိုရင်တော့ညီကိုတို့ကကောင်းနေကြီးတယ်ဒါမှမဟုတ်မျက်နှာပုံစံကဝိုင်းဝိုင်းလေးဖြစ်နေရဆိုရင်ခုနက that cap လို့အသားပြော့ပြော့တွေကမျက်နှာကိုပိုထင်သာမြင်သာရှိစေပါတယ်ဒီ tracker head ရဲ့တောင့်တင်းတဲ့ပုံစံကမျက်နှာကိုအချိုးအစားရပို့ပြီးတော့တွယ်လျပြီးတော့ style ကျတယ်လို့ visual optical illusion ကိုပြုပြင်ပေးနိုင်ပါတယ်ဒါက new street wear style နဲ့အလိုက်ဖက်ဆုံးမို့လို့ oversize hoodie ဒါမှမဟုတ် zip up jacket တွေအောက်က cargo pants တွေနဲ့ဝတ်ပြီးတွဲဆောင်စေချင်ပါတယ်ဟုတ်ထုတ်ရဲ့ကာလာကိုစီးထားတဲ့ဖနက်နဲ့ကာလာညှိပြီးတော့ match ဖြစ်အောင်စောင်းပြီးရင်ကြည့်လို့ကောင်းတဲ့ street vibe ကိုရရှိစေမှာပဲဖြစ်ပါတယ်တတိယနံပါတ်3ကတော့အခုလို Morin Color Rainy Season မှာလုံးဝမရှိမဖြစ်လိုအပ်တဲ့ The Gopco Utility Bucket Hat ပဲဖြစ်ပါတယ်။အခု2026 Morin မှာတာမန်ပိတ်စ Bucket Hat တွေထက်ရည်စူးခံနိုင်တဲ့နည်းပညာသုံးအသားတွေဖြစ်တဲ့ Nylon သို့မဟုတ် Gore-Tex အသားနဲ့လုပ်ထားတဲ့မီးတိုင်းကျိုးလေးတွေပါတယ် Utility Bucket Hat တွေကလုံးဝ trend ဖြစ်နေတာပါပဲ။ဘာလို့လိုအပ်တာလဲဆိုရင်တော့မူးခွဲရွာတဲ့ရက်တွေမှာထီးဆောင်ရတာရှုပ်ရှက်ဖြစ်နေဒါလေးဆောင်သွားအောင်ပါပဲ။လေဘင်းနဲ့မျက်နှာကိုရေမစိုးအောင်ကာကွယ်ပေးတယ်လို့ရေးဆိုရင်လည်းချက်ချင်း6ပါတယ်ဒါကိုဘယ်လိုသွက်ဖက်ဝတ်ဆင်ရမလဲဆိုရင်တော့ဒါကအခုနောက်ပိုင်းခေတ်စားနေတဲ့ Gopco or utility aesthetic ဖြစ်လို့ Morin C waterproof sandals တွေအောက်ကရေဆိုကန် parachute pants တွေပြီးရင် waterproof jacket တွေနဲ့တွေ့ဝတ်လို့ရပါတယ်ဒါဆိုရင်မိုးရွာလဲအထာကြကြနဲ့အကျန်းခံပြီးတော့ style ချနေမှာပဲဖြစ်ပါတယ်နံပါတ်4ကတော့ညီကိုတို့ရဲ့ style ကိုပို့ပြီးတော့ soft ဖြစ်စေအမှုပညာဆန်စေပြီးတော့ mixed exterior or trust တွေमें the minimalistic sneak beanie တွေပဲဖြစ်ပါတယ် beanie ဆောင်းတဲ့အခါရှောင်ရမှာကထိတ်ကြီးကိုအချွန်ကြီးဖြစ်အောင်သူရဲကောင်းကြီးလိုမျိုးစောင်းတာမျိုးမဟုတ်ပါဘူးအခု2026မှာခေတ်စားတာက fisherman beanie လို့ခေါ်တဲ့နေရွက်အထက်နားလေးမှာတစ်ထက်သို့မဟုတ်နှစ်ထပ်ခောက်ပြီးတော့ခေါင်းနဲ့ကွက်တိကြအောင်စောင်းရတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ဘာလို့လိုအပ်တာလဲဆိုရင်တော့ဒါကကိုယ့်ရဲ့ outfits ကိုပို့ပြီးတော့ cozy ဖြစ်စေတယ်လို့မျက်လုံးကိုပို့ပြီးတော့အထင်သာမြင်သာရှိနဲ့ဆွဲဆောင်မှုရှိအောင် highlight လုပ်ပေးနိုင်တဲ့အုတ်ထုံမျိုးဖြစ်ပါတယ်။ဒါကိုဘယ်လိုသွက်ဖက်ဝတ်ဆင်ရမလဲဆိုရင်တော့ modern minimalist clean style နဲ့အကိုက်ဆုံးမို့လို့ cardigan တွေဒါမှမဟုတ်လေ oversize shirt တွေအောက်က relax pleated trousers တွေနဲ့သွဲဆောင်စေချင်ပါတယ်။ color အနေနဲ့ black olive green သို့မဟုတ် cream color တွေကိုရွေးချယ်ဝတ်ဆင်လို့ရပါတယ်။နောက်ဆုံးနံပါတ်5ကတော့တမိုင်းတစ်လျှောက် street fashion မှာဘရင်တပါးဖြစ်ခဲ့တဲ့ the flat brim fitted cap ရှားပြားအုတ်ထုပ်တွေပဲဖြစ်ပါတယ်။ဒါကအုတ်ထုပ်ရှိက brim ကလုံးဝဖြောင်းဖြောင်းပြပြကြီးဖြစ်နေပြီးတော့အနောက်မှာ adjust လုပ်လို့ရတဲ့ကြိုးမပါဘဲနဲ့ခေါင်းဆိုင်အလိုက်ကွက်တိဝတ်ရတဲ့ fitted cap သို့မဟုတ် snapback အမျိုးအစားပဲဖြစ်ပါတယ်။ hip hop ယဉ်ကျေးမှုနဲ့ skate သမားတွေကြားမှာဆယ်စုနှစ်ချီပြီးတော့အမြဲတမ်းနေရာရနေတဲ့ statement item တကူပါပဲ။ဘာလို့လိုအပ်တာလဲဆိုရင်တော့ညီကိုတို့ကလုံးဝ rugged ဖြစ်တဲ့ယုံကြည်မှုအပြည့်နဲ့ street aura မျိုးထွက်ချင်တဲ့နေတွေအတွက်စောင့်မှုဖြစ်ပါတယ်
ဘာလို့ဝစ်စင်ရမလဲဆိုရင်တော့ဒီအုပ်ထုပ်ကဒူးတဲ့အကြီးဆုံးမို့လို့အောက်ကလုံးဝပေါ့ပွားဖြစ်တဲ့ baggy or flat denim တွေဒါမှမဟုတ်လဲ double knee work pants တွေပြီးရင် chunky sneakers တွေနဲ့တွဲစီလို့ရပါတယ်အပေါ်ကနေ 90 vintage t-shirt ပေါ့ပွားကြီးတွေတွဲဝတ်လိုက်မယ်ဆိုရင်တော့လုံးဝကိုပြီးပြည့်စုံတဲ့ street blueprint ကိုရရှိစေမှာပဲဖြစ်ပါတယ်ကဲဒါတွေကတော့ညီကိုတို့အနေနဲ့အုတ်ထုပ်ရွေးချယ်ကဘယ်လိုပုံစံတွေရွေးချယ်ရမလဲနဲ့ညီကိုတို့အနေနဲ့ဘယ်လို outfits မျိုးနဲ့တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဒါတွေမကသေးပဲကို့မှာရှိတဲ့အဝတ်အစား accessories တွေနဲ့လည်းအကောင်းဆုံးဖြစ်အောင်ဖန်တီးဝတ်ဆင်ဖို့ကြံပေးပါတယ်နောက်ထပ်အသစ်တော် fashion ကြောင်းရိုင်းနဲ့ကျွန်တော်ပြန်လာခဲ့ပါဦးမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်